မင်းကွာလောရောင်းမိဒီမှာပြောင်းနေတာလားအော်အချမ်းနေပဲဒီကောင်မင်းရွာနေပြီဒီဘလို့တက်လာထိုင်စမ်းမဟာမင်းကွာကွာဒီကောင်နှုံအားတာတဲ့ဟဲ့ဒီမှာခုံနေရှိတယ်ခုံပေါ်ထိုင်လေဟိုမသိဘူးမင်းကအစင်တန်းမတူလို့အောက်မှာထိုင်ခိုင်းတာအောင်မလို့အစင်တန်းမတူတော့ငါဘယ်လောက်ချမ်းသာနေလို့နေမောင်မင်းရွာနေပြီမျိုးဘလို့ရောက်လာရောက်တာတော့ရက်သက်တစ်ပတ်လောက်ရှိပြီရန်ကုန်ရောက်တာကိုတစ်ပတ်ရှိပြီဟုတ်တယ်အဲ့တော့မင်းကငါ့ကိုရှိအခုမှရောက်လာမဟုတ်မင်းရှိလာဖို့တော့ငါဥတီပြီးလာတာပဲကွာသိလားငါလာတဲ့ရွယ်ချက်ကလည်းဟိုနိုင်ငံခြားမှာအလုပ်သွားလုပ်မယ်ဆိုပြီးလာတာကွာမင်းနိုင်ငံခြားမှာအလုပ်သွားလုပ်ဟုတ်တယ်ဟဲရွာမှာတော့ကွာမင်းတရွာလုံးပအောင်တခါမှမသွားဘူးဒါဦးမြနိုင်ငံခြားမှာအလုပ်သွားလုပ်မယ်ဟောတူရမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားလည်းရှိရကွာအဲ့လေတေးချင်းနဲ့ကြာတော်ပြောင်းဆိုပြီးတော့ငါမျိုးလိုက်လာတာအဲ့တော့ဒီရောက်တော့ငါဆောင်ဖို့အတိုင်းပဲဖြစ်တော့တာပဲကွာပြောပါဘူးမင်းရှိလာမယ်ဆိုပြီးတော့ငါဘူရာကြီးမှာကွာအိမ်သာတက်ချင်လို့ဆိုဘေးနာလူတယောက်ကိုငါပါလာတဲ့အထုပ်ကလေးငါအပ်ပြီးတော့အိမ်သာသွားတက်တာပြန်လာတော့အဲ့အထုပ်လည်းမရှိတော့လူလည်းမရှိတော့စာလေးတစ်စောင်ကျန်ခဲ့တယ်ဟာတဲ့ဟိုမင်းအိမ်ကနေစောင့်နေမယ်တဲ့သူကအခုမင်းကြီးမှာရှိမှအောင်မလို့ငါလာတာငါအိမ်ကစောင့်နေတယ်ဒါဆိုရင်အဲ့ဒီမှာအထုပ်ထဲမှာဘာတွေပါသွားသေးလဲတိတ်မြတ်စားပါပါဘူးငါရွာမှာလေတွေနွားတွေရောင်းခဲ့တဲ့ပတ်စံလေးရယ်အမပုံတင်ရယ်အဝတ်စားတွေအဲ့ဒါလေးပါသွားတာအဲ့အထုပ်ကိုငါအိမ်မှာစောင့်နေမယ်ဆိုအဲ့သူကပြောသွားတယ်ငါသူနဲ့ငါနဲ့လမ်းမှာကွာရထားစီးလာတော့အတူတူပဲလေရန်ကုန်မှာတွဲလက်ဆိုတဲ့တငယ်ချင်းတယောက်ရှိတယ်သိလားဆိုသိတယ်ရန်ကုန်မှာ तू မသိတဲ့နေရာမရှိဘူးတဲ့အဲ့မင်းအိမ်ကိုလည်း तू လိုက်ဖို့မှာတဲ့ဆိုပြီးတော့ငါအိမ်သားတက်တာကြာတော့လို့ तू မစောင့်နိုင်လို့သွားတယ်လို့ထင်တာပေါ့ကွာပဲကွာဟေ့အဲ့ဒါမင်းလူလိန်နဲ့တိုးတာဗောဒါဆိုမင်းအကုန်ကောင်းပြီအကုန်ပါသွားပြီဘာမှမရှိတော့ဘူးအဲ့ဒါ तू ဘယ်တော့လာပြီမှာမင်းကြီးကလိန်သွားတော့ဘာကိစ္စလာပေးရမှာတော့မင်းအဲ့လောက်နှုံသွားလားပုံစံကြီးကတော့လိန်မဲ့ပုံစံမျိုးမဟုတ်ဘူးနော်မင်းလိန်တာဖြစ်လိမ့်မယ်ရောတော့မင်းကြီးမှာစောင့်နေမယ်လို့ပြောတာအဲ့လူကမင်းနဲ့ငါနဲ့ကငငယ်လေးကပေါင်းခဲ့တာतू ကရထားပေါ်မှာတွေ့အဲ့ဒါမင်းကငါ့ကိုလိန်မင်းပြန်လိုက်တော့ရပြန်လိုက်တော့ဟိုပါမင်းကမယုံလို့မဟုတ်ပါဘူးကွာဖွက်ထားဆိုလည်းထုတ်ပေးပါကွာဒီကောင်နဲ့ငါဘယ်လိုကြည့်ရမှာမသိမင်းကောက်တေကန်ပြအောင်လုပ်နေတာပဲအဲ့ဒါလူလေတမင်းရစီလိုက်အိုးပါသွားပြီတော့ပါပြီကွာအဲ့ဒါငါလေတွေနွားတွေရောင်းလာတာနိုင်ငံခြားမသွားတော့ဘူးဘယ်လိုသွားမှာတော့အဲ့ဒါငါကဘယ်မှာနေရမှာဘာတဲ့နေမှာတော့ကွာမင်းရွာလာမှာတော့ငါ့ကြီးမှာပဲနေရမှာဗောဟာတော်တော်နုံအားရနဲ့ကွာဒါမှနိုင်ငံခြားသွားပြီးလှုပ်ဦးမယ်ဟေးကွာငါလေနိုင်ငံခြားသွားချင်နေတာဒီလိုလုပ်ပါလားတကယ်ကြီးငါ့ကိုကူညီလက်ဆက်နဲ့မင်းအိမ်ကိုရောက်ပြီငါ့ကိုနိုင်ငံခြားကိုပို့ပေးပါလားအဲ့လိုဆိုဘာမှပြဿနာမရှိဘူးငါရောက်မယ်လို့ဆိုင်မငါဘာကိစ္စရောက်အောင်ငါဘာကိစ္စရောက်အောင်တော့ဟမ်ဒီမှာနေမစိုးလို့နေလိုက်တော့မင်းတို့အတတကွာရန်ကုန်ရောက်လာငါအံ့ဩတာတော့ကဲရေချိုးပြီးအပြင်မှာထမင်းစားမှာလှုပ်လို့ရေချိုးအောင်ငါအဝတ်စားရမှာမပါဘူးမပါလားဒီတိုင်းနဲ့ချိုးတော့ကွာအေးဟုတ်ပြီနော်အေးအပြင်မှာထမင်းစားမှာလားဟုတ်တယ်လို့အေးရေချိုးပြီးမှအပြင်မှာထမင်းစားမှာနော်အေးအကောင်မူးဒီတိုင်းချိုးလိုက်မှာနော်ဟုတ်တယ်ဒီတိုင်းနာချိုးအေးဒီတိုင်းချိုးတက်သွားရေမှာချိုးစီရဟိုမှာကွာဟိုမှာငါတိုင်နေနဲ့ထားတာတွေ့လားတက်သွားချိုးလိုက်မှာနော်အေးရေချိုးပြီးမှအပြင်မှာထမင်းစားမှာအပြင်မှာထမင်းစားမူးရလားမသိဘူးဟာဒီပုံစံနဲ့ကွာဒီနိုင်ငံခြားသွားမှာလေဒီကောင်ကဘယ်လိုထိရပါမလဲကွာအဲ့ဒါတော့ခါမှအဝတ်စားတွေဝစ်ပြီးရေမချိုးဘူးတော့ဘလို့ကြီးမှလည်းမသိဘူးဟိုကောင်ကလည်းဒီအတိုင်းချိုးတယ်ဘာစိတ်ကူးနဲ့မြန်ငေါ့အဲ့လိုခိုင်းငတုံးအဲ့ကောင်ငတုံးချိုင်းတာကွာလိုက်ဟင်ဒီမှာလုံးမင်းမဲရေချိုးပြီးရင်အပြင်မှာထမင်းစားမယ်ဆိုငါခိုင်းဆောင်နေရလေဟာဒီကောင်လုံးနဲ့ဆွဲသွင်းနေမင်းတက်ပါလောက်ထားတာတော့ဟိုမင်းကဒီတိုင်းချိုးဆိုဒီတိုင်းချိုးဆိုငါဒီတိုင်းချိုးလိုက်တော့ဝယ်စားရဲမကျွတ်တော့ဘူးလေမင်းအဲ့လိုတော့နှုံလာကွာဒီတိုင်းချိုးဆိုမျိုးငါရွက်ပြောလိုက်တာဟိုမှာအင်ဂျင်တွေငါဝယ်စားတွေရှိတယ်လေကွာအဲ့ဒါလဲလို့မရဘူးလားဒါဟိုမင်းကတကူလုံးဆွဲနေတာဒီနေဘူးထဲမှာထိုင်ပြီးပခိုင်းကြိုက်ဘာလုပ်လဲဟုတ်လေမင်းကကြိုသိမှာပေါ့ငါ့ကိုဒီတိုင်းချိုးဆိုတော့ငါဆိုလို့ရှိရင်နေဘူးထဲမှာအချောက်ခံပြီးတော့မှထမင်းစားမှလာလို့လေကပဲကွာငါအပြင်မှာထမင်းစားမယ်ဆိုတာဒီအပြင်မှာထမင်းစားမယ်လို့ပြောတာမဟုတ်ဘူးဘယ်အပြင်မှာမင်းတို့ရောက်တော့ရောက်ခိုင်းမလို့ငါအပြင်ဆိုင်မှာထမင်းလိုက်ကျွေးမှာဒါကိုပြောတာဟောဒါကိုမြမင်းကပခိုင်းကြိုက်ပြီးတော့သပွဲကုန်ခင်းပြီးဒီမှာထိုင်လောက်တာအဲ့တော့ဟောလားအဲ့တော့ဟောလားအဲ့တော့ဟောလားငါပြလိုက်ရတော့ပါဟောတကယ်မင်းအလုံးမသွားသေးဘူးလား
ငါအလုံးမတော်တာရေးမကြည့်ဘူးနော်ဟိုတယောက်တည်းလောက်တာပါကွာနတ်မမှန်တာ အေး မင်းကလည်းထက်ရောက်လာတယ်ဆိုတော့ပြောမှာအားလင်းနာ ဩအေးအာမနာပါနဲ့ရပါတယ်အဲ့ဒါဆိုလေဟိုငါအိမ်မှာပဲနေလိုက်မယ်လေမင်းတို့အလုပ်လုပ်လိုက် ငါအဲ့ဒါကိုပြောမှာအာနာလို့စကားကြည့်တဲ့ပဲပြောမယ်နော်တဲ့ပဲပြောမယ်တယောက်တည်းတော့မှမင်းနဲ့ရှာစားနေရတာ သိတယ်လေ နော် သိတယ် အဲ့တော့မင်းကကွာငါ အားကြောင့်မလို့မင်းသွားအလုပ်လုပ်လိုက်လို့ငါအိမ်မှာနေလိုက်မယ် စောက်ရတိုက်နေတာလားမင်းနဲ့ဝေးနေတာမင်းကနုံတယ်လို့ပြောရင်မကြိုက်ဘူးနော် ဟုတ်လေအမေကအခုဘာလုပ်စေချင်လဲငါပွင့်လေမျိုးငါအဲ့လိုလက်ပဲပြောနေငါမနားမလဲဘူး ငါပြောနေတယ်လေငါတယောက်တည်းတော့မှမနဲ့ရှာစားနေရတယ်မင်းကရှိရောက်လာတာလေ อืม တလားကြုံနေ အေးဟုတ်တယ်နော် နော် အဲ့တော့ကြော်ပါ အေးအဲ့ဒါကိုပြောတာကွာဘာအလုံးမှလည်းမရှာသေးဘူးလောက်ကငါတယောက်တည်းရှိတာလေကွာမင်းကငါအလုံးလုံးစီချင်တယ်ကွာ သိတယ်ငါလည်းအားနာလို့အလုပ်လုပ်ချင်တယ်အလုပ်လုပ်ချင်လို့အိမ်ထဲမှာရှာတယ်ဘာလို့မှလည်းမတွေ့ဘူးကွာ အလုံးလုံးချင်တာကိုအိမ်ထဲမှာအလုံးရှာလို့တွေးမလားငါပြောတာအပြင်မှာအလုံးထွက်ရှာအဲ့ဒါမှပတ်စံရမယ်ပတ်စံရှာခိုင်းတာကွာမင်းကို ဩအေးမမရလည်းပဲစ အဲ့ဒါကိုအိမ်ထဲလာနိုင်နေသေးတယ်အဲ့ဒီပတ်စံရှာခိုင်းတာကိုမင်းတို့အပြင်မှာအလုံးလုံးပြီးပတ်စံရှာခိုင်းတာ အပြင်မှာအလုပ်သွားရှာခိုင်းတာ အေးလေ ဩအေးဟုတ်သားပဲဩအေးဟုတ်တာပေါ့ဟုတ်တော့မင်းတယောက်လည်းရှာနေရတာပဲ အဲ့ဒါကိုပြောတာနော်ငါတော့တယောက်တည်းကွာမင်းကလည်းမနေ့ရှာစားနေရတယ်မိမတော့မယူမင်းကရောက်လာတာအခုတလားကြောနေပြီ အဲ့ဆိုငါလုပ်လို့ရတဲ့အလုပ်သွားရှာလိုက်မယ် အေးအဲ့လိုပြောချင်တာနော်အဓိကအလုပ်လုပ်ဖို့ပဲရည်ကြီးတယ် အေး ရှာခဲ့တော့ အေး ဟမ် ဟေးလမ်းတိတ်ကိုဘယ်လိုသွားလဲ ဒီကိုရောက်တယ်လေတလားကြောနေမင်းအဲ့လမ်းတိတ်ကိုမသွားတတ် ငါ ဘူး အပြင်မှာမထွက်ဖြစ်တာဟုတ် ဟိုအဲ့တက်တယ်ပဲသွားကွာအဲ့လမ်းတိတ်ပဲဘုကတော့ကွာဒီကောင်ငါရှိရပြောင်းငါဘယ်လိုလုပ်ရမှန်းမသိဘူးစိတ်တွေလည်းညစ်လာ ကျွန်တော်အလုပ်လုပ်မလားလို့မေးတာလားဟာဝဲပါလိုက်တာမကြီးအလုပ်လုပ်ချင်တာပေါ့ကျွန်တော်အလုပ်လုပ်ချင်လို့လိုက်ရှာနေတာ မောင်လေးကအိမ်ရှိလား အေးအော်အေးမလုပ်မှာလားအော်ရှိတယ်လေကျွန်တော်တကယ်နေအိမ်ရှိတယ်ဟုတ် ဘယ်နှစ်ယောက်လဲ ကျွန်တော်က2ယောက်ဒါနဲ့ဟိုကျွန်တော်တကယ်နေရလုံးစရာရှိတယ်ကျွန်တော်လုံးစရာမရှိတာ ဩအဲ့ဆိုတစ်ယောက်တည်းပေါ့ဩ ဟုတ်တယ်အဲ့ဆိုလို့ရှိရင်မောင်လေးရှက်သွားပြီ အော်တကူတခါတန်းလောက်ရမှာလားဝဲပါလိုက်တာဒီနေ့လက်တွေကောင်းနေမှာလားလုံးချင်လို့ရှာတာတမ်းပြီးတွေ့တာပဲသွားနေမယ်လိုက်ခဲ့မှာလား နောက်ကနေလိုက်ခဲ့ပါ ဟုတ်ကဲ့အမလေးအလုပ်ပါကျွန်တော်တကယ်ချင်းအိမ်ပေါ့ဟုတ်ကဲ့တော်လေတကယ်ချင်းတော်လေဒီမှာအလုပ်ရလာပြီအလုပ်ရလာပြီလှုပ်ရှင်မှာပါလာတယ် သူလဲ လှုပ်ရှင်ပါလာတယ်အလုပ်ကလည်းလှုပ်ရှင်တော့လည်းလွယ်သားပဲကွာရတယ် ဘယ်လိုလုပ် ဒီမကြီးကလှုပ်ရှင်လေလမ်းသွားတော့တွေ့တယ်လေတကယ်ကြီးအလုပ်လုပ်ဖို့သွားဆိုတော့ဒီမကြီးကတွေ့တော့ဒီမကြီးကလေကျွန်တော်အလုပ်လုပ်မလားတဲ့အလုပ်လုပ်ချင်ပါတယ်လို့ဘယ်နှစ်ယောက်လဲတဲ့ကျွန်တော်တကယ်တော့လှုပ်ဆရာရှိတယ်ကျွန်တော်လှုပ်မရှိလို့လှုပ်ဆရာမရှိလို့ဆိုတော့ဘာမှလုပ်မှာလဲတဲ့မသိဘူးလေလို့မိုက်ခိုင်းနေမှာလုပ်ပါမယ်ဆိုတော့အိမ်ရှိလားတဲ့အိမ်ရှိပါတယ်လို့ကျွန်တော်တကယ်အိမ်ရှိတယ်ဆိုခေါ်လာတာအခုအိမ်မှာလုပ်လို့ရပြီဟုတ်ကဲ့အလုပ်ရှင်ဒီလိုပါညီမလေးရဲ့ဟိုအဲ့လိုလုံမျိုးမဟုတ်ပါဘူးသူကရွာသားဆိုဘာမှမသိဘူး မလုပ်ငါတို့အဆင်ပြေတယ်အလုပ်မရှိလို့လုပ်လိုက်မယ်တကယ်ကြီးအလုပ်မရှိမျက်နှာငယ်တယ်ကွာ မလုပ်ဖြစ်တော့ပါ ရှုပ်ချက်တွေမလုပ်တော့ပြောတော့တစ်ယောက်တော့ဘာလို့နှစ်ယောက်ဖြစ်နေရလဲ ဟုတ်နှစ်ယောက်စလုံးလုပ်လို့ရလားအဲ့ဆိုတကယ်ကြီးမှလုပ်မဟုတ်ဘူးလို့ဟိုညီမလေးရဲ့တောင်းမှမှာသူကတော့နေတက်လာတော့လေဘူးဘာမသိဆိုတော့လေအဲ့ကြောင့်ဟိုလိုအလုံးမဟုတ်ဘူးညီမလေးသူ့ရှာခိုင်းလိုက်တဲ့အလုပ်က ဘာလုပ်ဖြစ်လုပ်လို့ရပါ ဟာ လဲ လေကျွန်တော်ရုပ်ရုပ်မလုပ်တော့ကျွန်မတငယ်ချင်းကောင်ဒီနားမှာရှိရနော် တကယ်ကြီးနေရှာအဲ့ဆိုထောပြီးရောက်ဟေးအကုန်လုံးလုပ်တွေဝိုင်းလို့ကြတော့ငါတို့ကြီးပွား ဒီစမဘာမှမသိဘူးလုပ်ဖို့လောက်ချောင်းနေတယ်ဟိုမလုပ်ဖြစ်တော့နော်ညီမလေးပြန် မလုပ်ပြီးတော့ရမလားကျွန်တော်ခေါ်တော့ခေါ်လာပြီးတော့ ဟောငါလုပ်ချင်ပါလေ ဟိုတင်းသားဘာလို့သူ့လုပ်တယ် ရှိတဲ့လုပ်လေဖိလုပ်လိုက်မယ်လေလုပ်လေဖိလုပ်လိုက်မယ်ကွာ လုံးနေမင်းဘာမှမသိပဲနော်လေးတောင်းမှမှာပြန် အတားပြန်လို့မရဘူးလုံးလုံးလို့ပေးလေးတောင်း မဟုတ်လေ မဟုတ်အဲ့ဆိုတော့မိုင်းမနေတော့အလုပ်လုပ်ရကျွန်တော်ပတ်စံရမှာမလားမကြီး မဟုတ်ပေးလေးတောင်းပေးလို့ ဒီသားမှာငါရှင်းလိုက်ပါမယ်မလေးလူဒီပါသေးဟလား ပါတယ်နော် ခေါ်လိုက်လေအကုန်လုံး မရဘူးတေကုန်တော့မှာပဲကဲကဲမလေးဘိုးတို့ဘာမှမလုပ်လိုက်တာကွာအဲ့တော့၄တောင်းတော့မလုပ်နဲ့၃တောင်းလောက်ပဲလုပ်ပါလားဈေးဖို့လေးထားရသေးတာမဟုတ်လို့နော်ညီမနော်
တနာတော့တဝက်ကြီးပဲယူပေးလိုက်မယ်နော် ဘာရုပ်ရုပ်မလုပ်နဲ့ ဒါတို့ရင် ကျမတို့တွေကိုခေါ်လိုက်မယ် မခေါ်ပါနဲ့ညီမလေးမခေါ်ပါနဲ့ အကုန်လုံးလုံးလိုက်မယ်လေ ဘယ်အကုန်လုံးလုံးပါနဲ့ဘယ်အကုန်အမိတ်ထိုးချလိုက်ဦးမယ်ငါစိတ်ကတိုးလာပြီ2000 2000မြောက်3000ပေး1000 ကျွန်တော်ဘာမှမလုပ်လိုက်ရသေးဘူး ဘာမှမလုပ်လဲ3000 1000လျှော့ပေးထားတာနော်တနာလို့ မမလောက်နဲ့3000တော့ရငါဆိုငါလုံးမဲ့လူ6000တော့ရမှာ ပြအောင်နေသမ နောက်ကကြရင်ကိုလူကိုပြောတာကြည့်ပြီး ဟုတ်ကဲ့ပါ မကြီးကျွန်တော်လုံး ပတ်စကူပိတ်တာ ဒါလေ နော်အဲ့ဒီအလောက်ကပတ်သက်မရဘူးအတို့ကပေးရတာ အော်မင်းတို့ရံကုန်လေရှုပ်ပြုတ်ကိုခန့်တာပဲကွာအလုံးလုံးတဲ့လူကပတ်စံမြန်မနဲ့အလုံးမလုံးတဲ့လူကပတ်စံရအလုံးကြီးကပတ်စံရတယ်လားအတိတ်ပဲမရှိတာကွာရတဲ့အလုပ်ကလေးလုံးမယ်ဆိုတော့လေမင်းကကာလီကာလီနဲ့ရှိတဲ့အလုပ်ကလေးဖိလုပ်လိုက်ပြီးရောခုမလုံးမနဲ့3000ကမလေးတော့ပါပြီ မရှိရှိတဲ့လောက်ကိုဖိလုပ်ချင်တယ်ဟလားလောင်းက3000ထွက်သွားပြီမိုင်လိုက်နေညာကြီးဆိုကြက်ထုတ်နေတာပဲဟေးမတော်ဘူးတော်လိုက်ကြီးရေ ဟုတ်လေ တကယ်နဲ့မင်းစိုက်ကယ်မသွားသေးဘူးဆိုရင်ငါဒီစိုက်ကယ်လေးခဏယူလာလို့ရ ဟောအခုမှငါပြင်သွားမလို့ ခဏလေးပါမကြပါဘူး ပြပဲကောင်း အလုပ်သွားချင်တယ် အာရောမတော်ပါတော့ကွာငါရှာကျွေးပါမယ်ကွာငါရှာကျွေးပါမယ်တို့ကြနေမင်းအလုပ်သွားရှာမယ်ဆိုပြီးတော့မဟုတ်ဟုတ်ကတည်းခေါ်လိုက်ငါပတ် မ သက် ဟုတ်ဘူးငါအခုနားလေကွာအရင်တော့မသိတာလေမင်းတို့ရန်ကုန်အထောင်မသိတာလေတင်ငယ်ချင်းဟာအခုငါအလုပ်ရလာမင်းပတ်စံ3000ငါပြန်ပေးမှာ ဟိုပြန်ပေးတာအရေးမကြီးဘူးရောင်ဆိုင်ငယ်စီတာရွာနဲ့မျိုးနဲ့တူတာမဟုတ်ဘူးနော် တော့မင်းကအထင်သေးလိုက်တာတင်ငယ်ချင်းဟာဟဲ့အောင်မင်းတို့ကမှမြေပြင်မှာကောင်းမှမောင်းနေတာငါတို့ကရွာကလေးကိုပတ်မောင်းနေတာမင်းစက်ကက်သမားတွေတော့ငါတို့တော့မကြုံအောင်မောင်း မတူးနော်ရန်ကုန်မှာကားတွေရှုပ်တယ်ဟဲ့ဟောင်းဟဲ့မင်းဒီတိုင်းသွားရင်သွားလိုက်ပါကွာ အော်မင်းတင်ငယ်ချင်းဒါလေးတော့ငါ့ကိုမယုံကြည်ဘူးလားကွာအနေခံရတာလားကွာ ကဲနေလဲမနေဘူးမင်းယူချင်ယူပါတခုတော့ရောက်ဆိုင်ငယ်မောင်းတော့မင်းကားတွေကြည့်မောင်းတော့ အိုးမင်းရလေကွာကားတွေကြည့်မောင်းတော့လည်းလွယ်ပါတယ်ငါကောင်ရဲ့ အေးအဲ့ဒါပြီးရော ကားတွေကြည့်မောင်းမှာ ကားတွေကြည့်မောင်း ပြီးရောမင်းကလည်းညူစုနေတာ ယူသူတာမဟုတ်ဘူးနော်ငါမှဒီစီရှိတာ ငါလုပ်ရလာမျိုး၄-၅စိတ်ဝယ်ပေးလိုက်မယ် ကားတွေကြည့်မောင်းတော့ရောက် ကားတွေကြည့်မောင်းတာလွယ်တယ်တကယ်ချင်းဟာအမင်းကလည်းဘာဖြစ်လဲ ဟဲ့လမ်းမထွက်သွားရင်ကားတွေကြည့်မောင်းတော့ ဘယ်လိုကြည့်ရဲဘယ်လိုကြည့်ရဲ ကျော်ဟာခေါင်းမလည်းပတိတယ်လက်မရောညနေမလည်းထိုင်ရတယ်မင်းဘယ်လိုဖြစ်လား မင်းကြောင့်ဖြစ်တာမင်းကြောင့်ဖြစ်တာ ငါ့ကိုများမင်းအပြစ်တင်တယ်ဟေ့ငါဆိုင်ကငါဆိုင်က မင်းဆိုင်ကမရှိတော့ဘူးတစားစီဖြစ်သွားပြီ ဟာဘလို့ပြလို့ငါဆိုင်ကတစားစီပြတော့မင်းကငါအစောရပြောတယ်စယူသွားမယ်ဆိုတဲ့ကွာဟမ်ရွာမှာစီးတယ်နဲ့မြို့မှာစီးတာမတူဘူးလို့ငါပြောတဲ့ခါအခုတော့ဖြစ်ပြီမလားမင်း ဟိုမင်းပြောစကားနားတော့လို့ငါဖြစ်တာလေ ငါပြောတဲ့ခါတော့ငါဘာပြောလို့မင်း မင်းမကားတွေကြည့်မောင်းလို့ အေးလေကားတွေကြည့်မောင်းခိုင်းတာလေ အေးလေငါကမောင်းနေတာအတက်မင်းပြောလို့ငါသတိရပြီကားတွေလို့ကြည့်ပြီးမောင်းနေတာရှေ့ကမြောင်းအောင်မင်းစောက်တိုးစင်းတော့အခုတစားစီဖြစ်ငါလည်းစုပ်ပြတ်တတ်သွားပြီ ဟိုအဲ့လောက်တောင်တော့လားကားတွေကိုကြည့်မောင်းတာကိုရှိရလာတဲ့ကားတွေကိုကြည့်မောင်းခိုင်းတာဘေးမှာသွားတဲ့ကားတွေကိုဒီလိုကြည့်မောင်းခိုင်းတာမဟုတ်ဘူးလုံးဝလားလုံးဝလား လုံးတာမဟုတ်နာတာဘောင်းသားရဲ့